စမဘာကလစမဘာကဒေဗလာဆွစစ်ပွဲမှာပါခင်ဗျာစစ်ဟောဆွစစ်ပွဲအေးဆွစစ်ဟုတ်ပါပါခင်ဗျာစမလုံးပစ္စည်းရဲ့အနီးမှာပါလာခဲ့ပါလာခဲ့ပါဖေးတီပြီးရတိုင်းအတန်ကြားတော့မနေဟုတ်တယ်ဒါမြမရိုးရမို့လို့လေလာခဲ့လို့ရတယ်လားဝဒနာတူတွေစုံကြတာပေါ့ဟုတ်တော့ရကောင်းထန်ဒီပါဖေးလားကဲโอเคရလေးစားပါဦးနိုင်ကဲโอเคစားပါရတာလေးအရာတော့ဒိုးလာပြီနိုင်ရပဲချိုင်းရစားတာဟုတ်တယ်စားတာအညာတို့လာပြီဟဲ့ကဲကဲလိုက်ပါစမဘာကမစမလုံးပစ္စည်းနာမှာစမလုံးပစ္စည်းနာမှာဒီဘုတ်ဒီမှာမပါဘူးဒိုးဘက်ဝိုင်းပဲအဲ့ဒါဘုံဒီသမားကိုပြမရမယ်ကျွန်တော်တို့လည်းဘယ်ဝယ်လဲမသိဟုတ်တယ်ပြောစရာကြီးညီမရိုးရဒိုးဘက်ဝိုင်းနေတယ်ပေါ့ခက်တယ်ပေါ့နော်ပြောစရာကြီးတို့လာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်လို့စမဘာကစမလုံးပစ္စည်းနာမှာဒီဗလာဆွစစ်ဟုတ်ဒီဗလာဆက်ချောက်လမ်းမှာပါခင်ဗျာရတယ်ဆက်ချောက်လမ်းမှာနေတယ်ဒီဗလာဆက်ချောက်လမ်းမှာနေတယ်ဝင်လာလို့ရတယ်ဝါသနာတူတွေစုံလို့ရတယ်ထားလို့ရတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာလို့ကြလဲဆိုတော့ကထိန်တို့ဘုန်းကြီးเจ้าမှာကထိန်လေးဖို့တို့ပရိသတ်ပဲပေါ့နော်ဘိုးဘဝိုင်းနဲ့တပုတ်ပဲပေါ့နော်ဒီမှာရိုးရကထိန်လေးပေါ့ကျက်လက်စင်နဲ့နေတော့ဆိုကျက်လက်စင်နဲ့တော့မနေကျက်လက်စင်ကနေပြီးတော့ရထားကြည့်လာမရလေစမလုံးပစ္စည်းကိုထားလိုက်ပဲဟုတ်တယ်ပြောစရာကြီးမတို့ကနေကြရင်တော့ဖိုက်ကော်တော့လက်တီးပြီးလို့ရတာပေါ့ပိတ်ရက်တွေဆိုတော့အားကြတယ်ဝန္ဒနာတွေလာလို့ရတယ်နော်12ရက်နေ့မှ你弄来家都压着喏，还搞完嘞，啊，都丢了压了嘛，这都随便买的，阿罗丢了压完嘞。哎，不对呢，
ကိုရနှစ်ပွဲဆောင်ရတယ်နေ့လေရဟောက်ဘက်မှာဗန်မှာတစ်ခွက်တော့တီးရတယ်အခုကနည်းနည်းပဲတီးရတော့မတီးနိုင်အတမဝင်နေပြီတချိတော့မဆိုနိုင်တော့စနေရနေကြမဆိုနိုင်တော့ပြောပါမယ်အတမဝင်သွားပြီတော့ကျသွားပြီစေရနာရပါရဲ့50ရလို့ရပါတယ်ကောင်းလားရအဲ့တော့ဒိုဒီဆရာကြီးပေါ့လေရန်ကလေးသားပါနော်ဒါတော့ရန်ကလေးကဒိုဒီဆရာကြီးပါပဲလားကျွန်တော်တို့ကတော့နောက်လိုက်ပြီလေပါကိုအနိုင်ကောင်းလားလားကိုအနိုင်လေရန်ကလေးသားရဲ့လက်တာပြောင်းသွားပြီလားကောင်းလိုက်တာဘယ်လိုဆရာလေးရလဲကိုနိုင်လေးဘာလို့ပဲကိုအနိုင်လေးဘာလို့ပဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲအရက်မလေးလို့ပဲကောင်းလိုက်လားတယ်လို့ရောအရန်လုံးမကောင်းတယ်နော်ဖိတ်ခေါ်ပါတယ်နော်နေရာနဲ့ဖိတ်ခေါ်ပါတယ်သမီးကတည်းကမလို့ပြပါတော့နေရာနဲ့ဖိတ်ခေါ်ပါတယ်သမလုံးပြည့်ရောက်လာနိုင်အတူပေးပါမယ်နော်ကောင်းတယ်မောပြီးကိုအန်တိုင်းလေးဘာလို့ပိုက်လိုက်ပြောတယ်မတီးလို့ပြောရအောင်ပါပဲမတရားဝတ်တယ်ဘာလို့ကိုအန်တိုင်းလေးဘာလို့ပဲပြောလဲမပြီးပြောရအောင်ပါပဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲအကြပလင်းလို့ဝဲကိုသူရလေးဘာလို့ပဲကိုသူရလေးဘာလို့ပဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲကောင်းပါလေလို့ဝဲဒီလိုတွေပါတော့လိုက်ကြည့်ပါဦးဒီလိုပါလေ